မင်္ဂလာပါတယောက်ချင်းတော့ဖြေမပေးတော့ဘူးเนาะအကုန်လုံးဖြေပေးလိုက်တော့မယ်ဟိုဈေးရဟုတ်ပါတယ်နည်းနည်းလေးဝေးပါတယ်မမိုးတို့ဟိုအသားတွေငါးတွေနာတာတွေကိုမစားနဲ့ယောဂဖြစ်မှာဆိုလို့ပြောတဲ့လူတွေလည်းကျေးဇူးတင်ပါတယ်မမိုးလက်ဆက်ဆက်ကိုပဲဝယ်စားပါတယ်ဒီမှာကဒီဘက်အခန်းမှာအယောက်20နေပါတယ်ဟိုဘက်အခန်းမှာအယောက်20နေပါတယ်ကိုကြီးရွှေကတော့အိတ်နေဟောနော်ကိုအချင်းကဒါသူအိတ်တဲ့အချင်းညဘက်ကျသူကမအိတ်ရဘူးလေမနေ့ကျတော့3နာရီခွဲထားပြီးတော့ထမင်းကိုတည်ရပါတယ်ဒီမှာကရေခဲတစ်တာလည်းသုံးဝင်မရှိပါဘူးမီးမသုံးရပါဘူးမီးသုံးတာကဖုံးအားသွင်းတာရဲ့လေးပန်ကားလေးရဲ့မီးဥတိုက်ထားရဲ့ဒါပဲသုံးရပါတယ်ကျန်တဲ့လူတွေလည်းမီးနဲ့ချက်စားပိုင်ခွင့်မရှိပါဘူးမမိုးတို့ကတော့လမင်းကတော့ချက်စားပိုင်ခွင့်တတိယပေးပါတယ်ဒါပေမဲ့မမိုးကပေါင်ဦးထမင်းမစားပါဘူးကိုကကိုဒီတိုင်းမီးလေးနဲ့ပဲပေါ့နော်ထမင်းကိုထင်းမီနဲ့မီးသွေးနဲ့အဲ့လိုမျိုးချက်စားပါတယ်ဒီကကလေးတွေကိုလည်းထင်းနဲ့ချက်ကျွေးပါတယ်လာခဲ့ပါဘယ်အချိန်မဲလာဟိုကုလိုဖွင့်တဲ့ရက်ဆိုလို့ရှိရင်တော့ဒီမှာလူမရှိဘူးမမိုးတို့လင်မယားနှစ်ယောက်တည်းကြိုက်တဲ့လူလာပါယောက်ျားလာမိန်းမလာရပါတယ်မမိုးချက်ကျွေးပါမယ်အေးတူပူမြမရှိတာတော့စားရမှာပေါ့နော်ဘယ်နှစ်ယောက်ပဲလာဖွင့်တဲ့ရက်ပိတ်တဲ့ရက်ဆိုရင်တော့မိန်းမပဲလာလို့ရတယ်ယောက်ျားဒီမှာဝင်ပိုင်ခွင့်မရှိဘူးလေယောက်ျားဦးကြီးရွှေတယောက်ပဲရှိတာဆိုတော့လေခုရက်ပိုင်းကတော့အစင်လေးတွေပြေးပါတယ်အဲ့ရပြူရတာဘာလို့ဆိုတော့ယောက်ျားကဟိုဘက်ကလူတွေရောက်နေတော့လေနည်းနည်းလေးသူတို့ပါကူပြီးတော့စောင့်ရှောက်ပေးတယ်ဆိုတော့ညာရေးညာတာအစင်ပြေပါတယ်အားလုံးတမျိုးတည်းပဲဖြေပေးလိုက်တော့မယ်เนาะမမိုးဈေးကအများကြီးဝယ်တာမဟုတ်ဘူးဟို2ရက်စာဟိုပေါ့เนาะအဲ့လိုဝယ်ထားတာဝယ်ပြီးတော့ချက်တာလိုက်တာပေါ့ချက်တာလိုက်တာဟိုဘက်မှာကလေး4ယောက်ကိုလည်းမမိုးကလာပေးနဲ့ချက်ကျွေးပါတယ်ဒီမှာမမိုးတို့လင်မယား2ယောက်စာရဲ့နောက်ဖုန်ကြီးက3ပါးစာလဲနေ့တိုင်းမမိုးအစိမ့်နကန်ဆွန်လောင်းပါတယ်ဒီမှာဟိုဘက်အခန်းမှာအယောက်20ဒီဘက်အခန်းမှာအယောက်20ခုအချိန်ကတော့သူကတော့အိပ်ပြီးမမိုးကတော့နေတာလို့ရှိရင်အဝတ်တွေထုတ်လှမ်းရတယ်မိုးရွာလို့ရှိရင်ပြန်ရုပ်တယ်မိုးလင်းနေအတန်းရှင်းရေးလဲလုပ်တယ်ချက်ချင်းပြုတ်ချင်းနဲ့ပေါ့အဲ့လိုအလုတ်လုတ်ချင်းတန်းလန်းနဲ့တစ်တော့စောတာပါဒါခဲ့ပါဘသူပဲလာမမိုးတို့ရှိကိုလာလို့ရှိရင်လက်ဆောင်မလိုပါဘူးဗာလက်ဆောင်မှယူမလာပါနဲ့မရှိတာတော့မမိုးကျွေးနိုင်ပါတယ်ဒီမှာကဟိုမမိုးကဒီနားမှာတယောက်ပဲနေတာကြံတာကလေးတွေဟိုဘက်မှာတန်းပြီးတော့သူကတော့အပြင်မှာလုံုံရေးမှာနေတာပါမမိုးကညဘက်ကျတော့ကလေးတွေကိုစောင့်ရှောက်ကတဲ့တာဝန်ကိုယူထားပါတယ်နေကင်းဘက်ကျတော့တန်ရှင်ရေးလုပ်ပါတယ်မမိုးတို့မှာအိမ်လည်းမရှိပါဘူးဒါတထေးပေးထားတဲ့နေရာမှာနေတာပါမြေကွက်လည်းမရှိပါဘူးရေခဲတစ်တာလည်းမဝင်နိုင်ပါဘူးအားလုံးအကုန်လုံးပြန်ပြီးဖြေပေးလိုက်ပြီနော်မမိုးတို့ကအစင်ရဲပေမဲ့ဘလူးပဲလာထမင်းရတော့ကျွေးပါတယ်ကျွေးနိုင်ပါတယ်လက်ဆောင်သာပြန်မပေးနိုင်ရှိရမယ်เนาะထမင်းရတော့ကြိုက်တယ်လို့စားလို့ရပါတယ်အားလုံးလာခဲ့ကြပါမမိုးကဖိတ်ခေါ်ပါတယ်မင်္ဂလာတော့နှွေဝိုင်းကျောင်းနောက်ရခိုင်ကျောင်းမှာနေပါတယ်ရှင်အကုန်လုံးဖြေလိုက်ပြီ